ကျွလေးအင်္ဂလိပ်စာပြန်လေ့လာတာကျေးချူပေါ့နော်ဆိုတော့ဒီနေ့ကျွလေးက grammar တွေကနည်းနည်းခက်တဲ့ဒီ grammar လေးတစ်ခုကိုပြန်လဲလုပ်ဖို့စဉ်းစားထားတယ်အဲ့ဒီ grammar လေးကအသုံးပြုဖို့ခက်တယ်ဆိုတာထက်မှတ်မိဖို့ခက်တာပါ okay ဆိုတော့ကျွလေးဒီနေ့လေ့လာမယ် grammar လေးက conditional ပေါ့နော် conditional က၄မျိုးရှိပါတယ်ပထမဆုံးအနေနဲ့ zero conditional ရေပေါ်အမှန်တရားဒါလို့ရင်ဒါဖြစ်ကိုဖြစ်မဲ့ဆိုတဲ့အခြေအနေမှာသုံးတယ်ပြီးတော့ first conditional ကကြတော့ဒါလုံးလိုက်လို့ရှိရင်တခုခုကအနာဂတ်မှာအမှန်တကယ်ဖြစ်နိုင်ခြေများတယ်လို့ပြောချင်ရင်သုံးတယ် second conditional ကိုကြတော့ unreal or hypothetical future ပြောရလို့ရှိရင်အစစ်မှန်မဟုတ်တဲ့စိတ်ကူးယဉ်ထားတာမျိုးကိုပြောချင်တဲ့အခါဥပမာအနေနဲ့ဆိုရင်ငါဒါဘာဖြစ်ရင်ဘာလုပ်လိုက်မယ်ဆိုတော့စိတ်ကူးယဉ်မျိုးကိုပြောချင်သုံးတယ်နောက်ဆုံးတစ်ခုက third conditional သူကကြတော့တစ်ခုခုမမျှော်လင့်ထားတာလို့မကောင်းတဲ့ဖြစ်ရက်တစ်ခုဖြစ်ပြီးသွားတဲ့အချိန်မှာဆိုရင်နောက်နောက်ရတယ်လို့ဒါမှမဟုတ်တစ်ခုခုတယောက်ယောက်ကိုအဖြစ်တည်ခြင်းနဲ့အချိန်တော်တော်များများမှသုံးတယ်ဆိုတော့တစ်ခုချင်းစီကြည့်လိုက်အောင်နော် okay ပထမဆုံးအနေနဲ့ zero conditional ကကြတော့ဒါလောက်ရင်ဒါဖြစ်မယ်လို့ပြောချင်တဲ့အချိန်မှာသုံးတယ်အဲ့ဒါလောက်ရင်ဒါဖြစ်မယ်ဆိုတဲ့အချိန်မှာဖြစ်မဲ့အရာကရေပုံရအားဖြင့်ဖြစ်ကိုဖြစ်မဲ့အမှန်တရားဖြစ်ရမယ် grammar form ကတော့ if subject plus present simple ပြီး comma ကမဖြစ်မနေလိုအပ်တဲ့အရေးကြီးဆုံးအချက်ပါဒီ conditional မှာဆိုရင် comma မပါလို့မဖြစ်ပါဘူးcomma ပြီးလို့ရှိရင် subject plus present simple ပြီးအနောက်မှာကိုကြိုက်တဲ့ကိုဆက်ရေးလို့ရပါတယ် example လေးနဲ့တွေ့ကြည့်အောင် example အနေနဲ့ဆိုရင် if you heat the water it boils မင်းကရေကိုတည်လိုက်လို့ရှိရင်ရေကပွက်လာတယ်ရေဆူလာလိမ့်မယ်လို့ပြောချင်တာပါနောက်တစ်ခုက if you mix red and blue you get purple မင်းကအနီရောင်နဲ့အပြာရောင်ရောလိုက်တဲ့အချိန်မှာဆိုရင်ခရမ်းရောင်ကိုရမယ်ဆိုရဲအကြောင်းကိုပြောချင်သုံးတယ်နောက်ဆုံးတစ်ခုက if people don't sleep enough they get tired လူတွေကအဓိပ္ပာယ်အနေနဲ့ဆိုရင်လူတွေကအေးဝဝမအိပ်လို့ရှိရင်သူတို့တွေနိုးလာအချိန်ကျရင်ပင်ပန်းလိုက်မယ်ဆိုရဲအချိန်တွေမှာသုံးတယ် okay ဆိုတော့နောက်တစ်ခုက first conditional ကိုတော့တခုခုဖြစ်ရင်ကိုတွေကလည်းအနာဂတ်မှာဖြစ်နိုင်ခြေများတဲ့ဟာကိုလုပ်မယ်ဆိုတဲ့အကြောင်းပြောချင်ရင်သုံးတယ် grammar form ကတော့ if plus subject plus present simple ပြီး comma ပြီးရင် subject plus with plus base verb ဆိုတာကဒီ verb ကိုမှ ses မပေါင်းတဲ့ verb ရိုးရိုးကိုပြောတာနောက်တစ်မျိုးပြောရရင်တော့ verb 0ပေါ့နော် okay ဆိုတော့ example အနေနဲ့ဆိုရင် if it rains tomorrow I will stay home မနက်ဖြန်မိုးရွာလို့ရှိရင်ငါအိမ်မှာနေလိမ့်မယ်ဒါကသူမနက်ဖြန်မိုးရွာလို့ရှိရင်အိမ်မှာနေဖို့ရာခိုင်နှုန်းများရယ်ဆိုတဲ့အကြောင်းကိုပြောချင်တာပေါ့နော်နောက်တစ်ခုက if I have time I will help you ငါမှအချိန်ရှိလို့ရှိရင်ငါမင်းကိုကူညီလိမ့်မယ်နောက်ဆုံးတစ်ခုက if they study hard they will pass the exam အဓိပ္ပာယ်ကသူတို့စာကိုစူးစမ်းလုပ်လို့ရှိရင်သူတို့စာပွဲကိုအောင်လိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာပေါ့နော်နောက်တစ်ခုက second conditional ကစိတ်ကူးရဲ့အခြေအနေတွေမဖြစ်နိုင်တဲ့အနာဂတ်အကြောင်းတွေးပြီးပြောချင်ရင်သူကသုံးတယ်ဒီတစ်ခါ grammar form ကကြတော့ if plus subject plus past simple ပြီး comma subject plus verb plus base verb ကျွလေးအတွက်ကတော့ conditional ထဲမှာဒီတစ်ခုကအလွယ်ဆုံးလို့ထင်တယ်ဘာလို့လဲဆိုတော့အရန်စစ်ပဲဖြစ်တယ်ပြီး daily life မှာထုတ်သုံးဖို့အတွက်လည်းလွယ်ကူတယ်လို့ထင်လို့ပေါ့နော်ဆိုတော့ second conditional အတွက် example လေးတွေကတော့ if I had more money I would travel the world ငါမှာပတ်စံနဲ့ရှိလို့ရှိရင်ငါကမ္ဘာကိုပတ်လိမ့်မယ် if she were taller she would play basketball သူမအရက်ရှည်လို့ရှိရင်ဒီမှာ basketball ကိုကစားလိမ့်မယ် if I were you I would study harder အဓိပ္ပာယ်ကကြတော့ငါမင်းနေရာမှာဆိုရင်ငါစာကိုကြိုးစားပြီးလုပ်လိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်ပါ
So the last one third conditional third conditional ကိုကြတော့ဒီနောက်နောက်ရမှုတွေဒါမှမဟုတ်ရင်တိုက်ကြားမှုတွေကိုဖော်ပြချင်ရင်အများဆုံးသုံးတယ်ဒါကတော့မှတ်ရတာအခက်ဆုံးဖြစ်လိမ့်မယ် grammar form ကနည်းနည်းခက်တယ်ဘာလို့ဆိုတော့ဒီ grammar form က if plus subject plus past perfect comma subject plus would have plus past participle past participle ဆိုတာကြတော့ verb 3ကိုပြောတာပါဆိုတော့ example လေးနဲ့တွေ့ကြည့်ကြည့်ရအောင် if I had studied harder I would have passed the test ငါသာစာကိုစူးစမ်းပြီးလုပ်ခဲ့မယ်ဆိုရင်ငါစာမေးပွဲကိုအောင်ခဲ့လိမ့်မယ်ဆိုရဲနောက်နောက်ရမှုကိုပြောတာပါနောက်တစ်ခုအနေနဲ့ကတော့ if they had laughed earlier they would have caught the train သူတို့ကစောစောထွက်ခဲ့ရင်ပေါ့နော်သူတို့ကအိမ်ကနေစောစောထွက်ခဲ့လို့ရှိရင်သူတို့ယထာကိုမှီလိုက်မယ်ဆိုရဲအဓိပ္ပာယ်ကိုပြောတာပါနောက်ဆုံးတစ်ခုကif she had told me I would have helped သူမကငါ့ကိုပြောခဲ့မယ်ဆိုရင်ငါကူညီလိုက်မယ်ဆိုရဲအခြေအနေကိုပြောချင်သုံးတယ် Okay so အခုလိုမျိုးအခြေပေးကြည့်ရှုပေးရတော့အားလုံးကျေးဇူးအထူးတင်ရှိပါရနော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye